ရင်လိုဖက်ဖက်တီဖြစ်တာဆိုလို့ရှင်တော့မိုးဆွဲရပါနော်မိုးဆွဲတာကအရန်ကိုကူကခက်တဲ့အထဲမှာပါတယ်ပေါ့နော်မိုးဆွဲထားတဲ့သူတွေကကြတော့ပျောက်ဖို့လည်းခက်ခဲတယ်ပေါ့နော်မိုးတက်စီတွေမိုးလက်တဲ့ထဲ့ရစီထည့်ပြီးနောက်မှာပေါ့နော်တချို့လူတွေမှာကောင်းသွားတာရှိပြီမဲ့တချို့လူတွေမှာဆိုရင်ခဏပြန်ဖြစ်ပြီးတော့နှစ်ရှည်လာများပေါ့နော်ခံစားနေရရှိရဲအဲ့လိုမျိုးဖြစ်တဲ့သူတွေအတွက်ဆိုလို့ရှင်ကြတော့ Harvey Jelly ကအရန်ကောင်းပါတယ် Harvey Jelly ကကြတော့တပူးဆိုတဲ့အချိန်မှာအနက်နဲ့နာတွေရတာရင်မရှိတော့ဘူးနှစ်ဘူးလောက်ကုန်ပြီခေဆိုလို့ရှင်တော့လိုင်းလို့ဖက်ဖက်ဒီစင်တာမရှိတော့ဘူးပေါ့နော်အဲ့ချိန်မှာ3ဘူးထိတော့တေချာထည့်ပြီးဖို့လိုအပ်ပါတယ်အဲ့ဆိုရင်တော့အဲ့လိုမျိုးခဏပြန်ဖြစ်တဲ့ဟာမျိုးမဖြစ်တော့ဘူးပေါ့နော်အဲ့လိုမျိုးမိုးဆွဲတဲ့သူတွေဆိုလို့ရှင်ကြတော့ခဏစီးရမလုပ်ပါနဲ့တနေ့ကိုတစ်ချိန်တေချာစီးလို့ရှင်ရပါပြီနော်အတက်နိုင်တော့အောက်ခံပေါင်းမီဝတ်ပါနဲ့နော်အောက်ခံပေါင်းမီဝတ်မယ်ဆိုလို့ရှင်လည်းရေးဆေးပြီးလို့ရှင်ရေးကိုချအောင်တုပ်ပြီးမှအောက်ခံပေါင်းမီကိုပြန်ဝတ်ပါနော်ဝတ်ပြီးသားအောက်ခံပေါင်းမီကိုပြန်ဝတ်တာမျိုးလုံးဝလုံးလို့မရပါဘူးနော်ပက်တီဆိုလို့ရှင်လည်းပဲ၄နိုင်ချာတစ်ချိန်လဲပြီးကိုအရန်ကိုအရေးကြီးပါတယ်နှုတ်ဆိုရင်မှုပိုးကပြင်ပြီးတော့ဖြစ်လာပြီးတော့အထဲမှာရှိနေတဲ့အဆက်လေးရာမှုပိုးလေးရာပြန်ဖြစ်လာပြီးတော့ခဏပြန်ဖြစ်တာကိုခံစားရလိမ့်မယ်ပေါ့နော်အဲ့လိုဖြစ်နေတဲ့လူတွေဆိုလို့ရှိရင်တော့အဲ့လိုမျိုးဖြစ်တဲ့လူတွေဆို Harvey Jelly တပူကအမြဲတမ်းဆောင်ထားပါ sensitive ဖြစ်တဲ့သူတွေကကြတော့နည်းနည်းလေးပေါ့နော်ကိုယ့်ရဲ့မိမကိုလေးကနေလို့ထိုင်လို့မကားမှုဆိုတာနဲ့ကိုညာဘက်အိတ်တဲ့အချိန်မှာ Harvey Jelly တစ်ချောင်းထည့်လိုက်ပြီးအိတ်လိုက်ရင်နောက်နေမှာဘာမှမဖြစ်တော့ဘဲနဲ့ပုံမှန်အတိုင်းကိုကောင်းမှုစီရပေါ့ Harvey Jelly ကကြတကယ်ကိုအဖြူစင်းနဲ့ရားတဲ့အနက်ထွက်တဲ့လူတွေအတွက်ကိုအရန်မှအကျိုးများတော့ပါနော်အတ္တီလည်းရှိပြီးသားပစ္စည်းဖြစ်တာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချသာသုံးဆွဲလို့ရပါတယ်